没做菜系，没做菜系，没做菜系，他们他搞的，一点都让你这个发现吗？啊，那是呀，那是这样。အောက်မှာပဲထိုင်ရအောင် အောက်မှာပဲထိုင်ရအောင်နော် ဒီလေးရဲ့ဒီလေး ဒီလက်တက်ပြီးအချိန်ဆိုဟုတ်ရဲ့ရင်းနဲ့ပတ်လာတယ်အဲ့တော့မင်းတို့သမီးတို့အောက်ကိုပြင်ပြီးတော့ပြန်လိုက်နော်အေးတော့အားလုံးပဲမင်္ဂလာပါနေမဆိုဆိုလာဆိုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပေါ့နော်နိုနိုနဲ့ဆိုဆိုနဲ့အောက်တော့ဟိုမှာဒီမိုးကုတ်ကနေတငယ်ချင်း2ယောက်ကလာပြီးတော့လဲရအဲ့တငယ်ချင်း2ယောက်ကိုဥပိန်ကိုလိုက်ပို့ရင်းနဲ့ပေါ့နော်သူတို့ကရေချက်ကြော်စားချင်တာအဓိကဟုတ်တယ်မရေချက်ကြော်စားချင်တာအဲ့တော့ရေချက်ကြော်ကကြောက်လေရေတကွန်တောင်ဘက်ထိသွားပြီးစားရမှာအဲ့တော့ရေတကွန်တောင်ဘက်ထိအဝေးမသွားတော့ဘဲနဲ့ဥပိန်မှာပဲတခါတည်းရနိုင်တဲ့ဆိုင်ကိုခေါ်လာလိုက်တာပေါ့နော်နိုနိုတို့ကအဲ့တော့ဘာစားတခြားဘာစားချင်သေးလဲ လက်ဖက်ထမင်းစားချင် လက်ဖက်ထမင်းဟုတ်ပြီ ဘောပါစားကြတယ် အကျော်ဆုံးအခုကလေအခုဒီရောက်နေတဲ့နိုးနိုးရောက်နေတဲ့ဆိုင်ရကြောင်လေအစုံရတယ်အစုံရဒီတွဲတဲ့သင်းတွေက2ဆိုင်ရှိရကွာဒီလားဟိုဘက်ကကျတော့အမေစောရဲမှာညီမလေးကဖွင့်တာဒီဆိုင်ကကျတော့အမေစောဆိုင်ရတာဒီအမေစောဆိုင်မှာကျတော့အဓိကဟင်းလေးရာကရေကွန်ရေချက်ကြော်ရတယ်အကြိုက်ဆုံးပါအဲဒီဘယ်လိုလဲရေကွန်နောက်ထိသွားစရာမလိုဘူးကွာဒီမှာပဲတနေရာထဲမှာပဲဟိုစားလို့ရတယ်ဟိုတွဲတဲ့ဆိုင်2ဆိုင်ခွဲထားပြီးမြဲအမေစောရဲ့ဆိုင်ကကျတော့အန်တီစောသင်းတွေဆိုပြီးသူကရေးထားအဲ့တော့ဟောတာလေးမှလိုက်ကြအောင်နော်မောင်လေးဘာများသုံးဆောင်ပါလဲ ဟောအမတို့ဒီဆိုင်မှာဘယ်ဟာကလူကြိုက်အများဆုံးလဲ ဟိုကျွန်တော်တို့ဒီဆိုင်မှာလက်ဖက်ထမင်းရမယ်အမကထမင်းစီစဉ်ရမယ်ပြီးတော့စိတ်ထောင်းထမင်းရမယ်ဗျဟိုကျွန်တော်အခုလက်တလောရောင်းအားအများဆုံးထွက်နေတဲ့မီနူလေးကတော့ကျွန်တော်တို့ရေချက်ကြော်ပေါ့ဗျာရေချက်ကြော်ကအချိုနဲ့အဆက်နဲ့ခွဲထားတယ်အဲ့ဒီကမှမတို့စိတ်တိုင်းရသုံးဆောင်ပြရတယ်ဗျအပြီးတော့နောက်ထပ်ဘယ်ဟာလူကြိုက်စား ကျွန်တော်ငဖယ်လုံးရင်းရတော့ဒီဆိုင်မှာ main dish ပေါ့ဗျာဟုတ်ကဲ့ဟုတ် ငဖယ်လုံးကြီးငဖယ်လုံးကြီးအမကရေချက်ကြော်မအောင် မှန်မယ်ရေချက်ကြော်တာ ဆက်လားအမ အဆက်ပဲပေးလိုက်နော်အဆက်ပဲစားမှာအဆက်ပဲစားမယ် ဆက်ပဲဆက်မှာနော် အဲ့လိုပြီးတော့ဟိုကလက်ဖက်ထမင်းတပွဲစိတ်ထောင်းစားမှာနော်အော်စိတ်ထောင်းစားမှာနော်စိတ်ထောင်းတပွဲပြီးတော့ကြော်သုံးတပွဲအမတိက2ပွဲပေးလိုက်အဲ့ပြီးတော့လက်ဖက်တုပ်တပွဲလက်ဖက်တုပ်စီလိုက်မယ်နော်လက်ဖက်တုပ် စိတ်ထောင်းတုပ်လည်းမအောင်ဘူးလား အဲ့စိတ်ထောင်းလည်းလာမယ်နော်စိတ်ထောင်းလည်းစားမယ်ရေတမှုလေးကိုချပြီနော်ဒါပဲမောင်လေးခုလောလောဆယ်ရကျေးဇူးပါချင်းတဲ့တဲ့လူကမာဘယ်လိုလဲ ချွတ်တဲ့လူမှာ အချင်းတကယ်လို့မကြိုက်ဘူးဆိုလို့ရှင်တော့ကြိုပြီးပြောထားပါတော့နော်အချင်းလျှော့ပြီးလို့လေ သူကြိုက်သွားတော့ငဖဲလုံးရေးပဲငဖဲလုံးရေးအေးလည်းပြည့်တယ်သမင်းနဲ့စားအကျော်နဲ့စားပြီးသားဆိုတော့အဆင်ပြေရှင်းဆက်လေး မနိုးကတော့လုံးဝရေချက်ကြော်ပဲရေချက်ကြော်ကိုပဲကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ तू ကကွာသိလားဟိုဘယ်လိုပြောမလဲအဓိကကတော့အဝေးကြီးသွားစားစရာမလိုတာပဲဥပိန်လိုင်းနဲ့တခါတည်းဝင်စားလို့ရတယ်ကွာအဲ့ဒီမျိုးသူကကြက်သားလေးရတယ်နူးညံ့တယ်ပြီးတော့သူ့ရဲ့ဟိုအဆက်ဆိုလဲအဆက်ရတာလေးတိုင်းအဲ့ဒါကိုမှဒီရုပ်ချင်လေးနဲ့ပဲဖြစ်မကြီးချင်လေးနဲ့ပဲဖြစ်တို့စားလို့ရှိရင်သူ့ရဲ့မှာအရသာလုံးဝနှက်တုတ်တာပဲအယိုးလေးတွေကအစားကွာနူးညံ့ပြီးမျိုးချလို့ရတယ်အယိုးမျိုးချလို့ရတာကိုရမ်းသဘောကျကျွန်တော်မိထမှာကြရတယ်ဒီကြက်ကြော်အရင်စားကြတာဒါပေမဲ့ဒီဥပိန်မှာရမယ်ဆိုတာမထင်ပါဘူးဟိုရေတခွန်တောင်ဖက်ထိသွားစားမယ်ထင်တယ်ဒါပေမဲ့လေအခုလိုစင်တွေတော့အန်ဒီဆောဆိုင်မှာ
အစင်သက်စားလို့ရတယ်ဆိုတော့တော်လေးတော့အဆင်ပြေနော်ဒီမှာလာနေစား ဟုတ်တယ်ဟုတ်တယ် သူအရာဓာတ်ဆောင်းတာစားကြည့်လိုက်တော့တော်လေးစားလို့အဆင်ပြေတယ်အရှင်ရလည်းအဆင်ပြေတယ်ဆိုတော့ အချင်းဒီနှစ်ခုတည်းဆိုဘယ်ဟာပိုကောင်းလဲ နောက်ခုလေးဆိုရင်နောက်ခုလုံးပူကြိုက် ဟုတ်လားအဲနှစ်ခုလုံးနဲ့နှစ်ခုလုံးနဲ့ဆိုဘယ်ဟာရွေးမ ဒီ လဲ ဟာပူရွေးမလဲဆိုတော့မကြီးချင်ဘူး မကြီးချင်တဲ့ရေချက်ကြော်လေးနဲ့လိုက်တယ်နော် လိုက်စားလို့လည်းကောင်းတယ်နော် ထက်ရရမှာ ကြည့်ရပြီးတော့စားရတာတော်တော်ကောင်းတယ် အယိုးလေးရတာပဲ ဆိုင်ခွေးအများကြီးရှိရတယ် ဟုတ်တယ်ဟုတ်တယ်သူကဟိုဘက်ဆိုင်ကကြတော့အမေစောရဲ့မညီမလေးကဖွင့်တာဒါကကြအမေစောရဲ့ဆိုင် ပိုင် ဟုတ်တယ်ဟုတ်တယ်အမေစောရဲ့ဆိုင်ကြဒီမှာလေးအနီစောဆိုပြီးတော့ရေးထားလက်ဖက်တုပ်လေးထားလိုက်ပြီနော် နည်းနည်းလေးအေးရနော် ဟုတ်တယ်ဟုတ်တယ်ပြီးတော့အခုချိန်ကရေးတက်နေတဲ့အချိန်ဆိုတော့လေ မိုးရထား ဒါဒီဟိုရှုခင်းကတခါတော့လာပြီဆိုတော့တော်တော်နဲ့မပြင်းဘာဆိုမနေ့ကမှကြာအစားတော့ရမ်း ဟုတ်တယ် ဟုတ်တယ်ပါ ဘာစားချင်ပုံရတယ်နော်ဒီမှာဆိုတော့ဒီမှာဆိုလည်းတစ်ချက်ကောင်းတစ်ချက်ပြဟိုဒီများရလည်းကြည်ရင်လည်းရှူရင်းလည်းခံနိုင်တယ်အစားရလည်းအားလုံးစားမရ မင်းလေးကလေတစ်ခါရောက်ပြီးသွားရင်မပြန်ရင်လည်းမျိုးရဲမှာပါတယ် ဘူးဘူးစံပို့ဆိုးရတယ်ဒီလိုလာလို့အဆင်ပြေဆိုင်လည်းရှိနေတော့ပြန်ရောက်နေလို့လည်း ဟုတ် မပြန်တော့ သူဆိုအဲရှားမြွေသွားရင်တရက်ပဲတိုင်းမနေနိုင်ဘူး မနေ့မှအားတာကြသူကအစားတော့စားရကြတော့တခြားမျိုးရတဲ့ဆိုင်သူကဈေးရရမ်းတယ် ဟုတ်တယ် တယ် ဈေးတက်တယ်ဈေးလေးတက်နေစားလို့လည်းအဆင်ပြေတော့သူအဆင်မြောက်လို့ပဲ လူသားရဲ့ခွင်းလာ မင်းတို့လည်းလာတဲ့လူတွေကိုလေဒီတိုင်းမှာဘာစားလိုက်စားတင်တယ်လို့အကြံပေးပြီလားဒါခိုင်းစားရင်စားတင်ပြီးမှပြီးတော့ ဟုတ်ပါမနေ့မှလာမဆိုတော့ချင်းဆက်ချက်တခုကျွန်တော်စားနေတယ် စိတ်ထား နေတာပေါ့နော်အဲ့ဒါမှသိတယ်နောက်တစ်ခုကကျတော့တက်ကြော်ပါတက်ကြော်ဖြစ်နေတယ်ဒီမှာဒီနေ့မှကျတော့တက်ကြော်ပါထိတာတက်ကြော်စားနေတယ်နော်နောက်တစ်ခုကကျတော့အကျော်ဆုံးလက်ဒီမှာကျကြည့်ရတယ်ဒီမှာပါလေချက်ချင်တော့ ငါးရောငန်းလုံးငါးရော ပါတယ် ဟာမြင်းငါးလေးတွေပါတယ် ပစုံဆိုလဲသူကသေးလေးကွာစားလိုက်တယ်ဆိုတော့ကြည့်ရတယ် ချိုးနေပြီးတော့ ကိုပြအောင်မရရင်စားဖို့ပြောချင်တယ်ရှားပြီးတော့ဒီဆိုင်ရဲ့ပတ်တိုင်တော့အပြင်စားလို့ကောင်းတယ် နော်အဲ့ထဲမှာအားလုံးနဲ့မှာဘယ်ဟာကိုပို့ရွေးတော့ ။ပူရဲဆိုအခုဒီကွန်တက်ကြောကတော့ရန်စားခြင်းနဲ့ဟာစားတော့ဟုတ်ရတာလေဒီမှာဟိုမသိအောင်တော့တော့စားကောင်းတယ် 这个能这样？俩他的。 လေးချက်ရောပဲအယိုးပါစားလို့ရပဲ ပိုစင်ပြီးပြင်းတဲ့လူတွေအတွက်ဆိုပိုစင်ပြီးဒီလိုပါ 花边没有我吧？ အဲ့ဟာကိုစလက်ရလေးတွေကိုထည့်ပါမယ်ဒါကတော့စားနည်းအစ်စ်ပေါ့နော်ဒါအခုနုံနုံလေးကပထမဆုံးစားပြီးတာပဲ对啦，ကျွန်တော်တို့ဆန်အနီဆိုကမြေတားလက်ဆောင်နေတယ် ကျေးဇူးတင်ပါတယ် ဒီပါဟိုရင်းနေရန် ငါโอเค ရက်လို့မရတော့ ဒီရအပေးလူကြမ်းပြီးတော့အဖက်တောင်မကြည့်တော့အေးပဲကြံတာ 亲亲到。 ဒီနောက်နည်းနည်းပဲရှိရတော့ ဟုတ်တယ် 花边我想我没有，哎，没 ငရုံးနေတော့အများကြီးပဲ စားလိုက်တာဆန်းဆန်းနဲ့ကုန်သွားတော့ဘလူးကုန်လို့လားမသိဘူးနော် တကယ်ချင်းလေအုပ်စုလိုက်လာဆိုရမ်းတန်နဲ့စားတော့ 现在的。第一现在。 သူကအမူတွေပါထည့်ပေးတာအမူပါ
ချိုးလား ချင်းတယ်ချင်းချိုး ချင်းတော့ ချိုးရတယ်ချိုးရတယ်ချိုးရတယ်ချင်းနေအောင်ချိုးရတယ်ဆိုရချိုးရတယ် အားပဲလက်ပြနေအောင်ပေါင်း မရဘူးမချိုး ဆောင်းမလား အရင်ချင်တာလားဆိုတော့မချင်ချိုးချင်လေးစားပါ အားလို့စင်တယ် ရ မအီတော့နော်လူမျိုးပြည့်ကျွေးသေးရတော့နတ်မြေတာနဲ့ဆောင်လဲကျွေးသေးရ ဒီနေ့ကနိုးနိုးလာတော့ဖျဲကြီးကျွေးရ လာစားပြတယ်နောက်နေဆိုင်နေ မဖယ်လုံးဟင်းရငယ်ဦးသီးကမိပြီးတော့တော်တော်ဆက်နေ နည်းနည်းဒီလေးစားလိုက်ရော ချင်းချိုးဆူဆူကဒီဆိုင်ကိုအမြဲလာနေကြတယ်။လာရင်ဒီငပဲလုံးရင်လည်းကြော်တော့စားနေကြ။အဲဒီညီကြော်ကတော့ခုမှပထမဆုံးစားပါမျိုးတင်ပြီးတော့ ဒီပေါ့နော်ဒါမီ ဥပမာလည်းယူကျတော့ပထမဆုံးရဒီဆိုင်မှာ စားရတယ်လေအရင်ရတာပါ ဟုတ်သူကရေတကုန်းအောင်ရေကြက်ကြော်ရတာနဲ့ဒူဒူပဲတော့မှန်းဒီပါ ပုံမှန်လည်းကြော်တာ အဲ့တော့အိုးကြီးလဲသွားစမ်းမလို့နှစ်နေရာခွဲသွားစမ်းမလို့တနေရာထဲမှာပဲစားလို့လည်းရတယ်တလေလာလို့လည်းရအောင်တကယ်ချင်းနေလားပို့စုလိုက်ဆိုတော့ဟိုပြောရှင်းစရာလည်းပြောရင်း အဲ့ရှင်းရလဲတက်တာလေအုပ်လိုက်ကြီးဆိုတော့ စားတော့လားဒီလည်းမရဘူးတန်တယ်ဒီဆိုတာအစားတောက်တစ်မျိုးနေလက်ဖက်တုပ်ဆိုပဲကွာတခြားစားနေဆိုရင်လက်ဖက်တုပ်ဒီရတာကြီးအားလုံးကတမျိုး ဒါတော့တို့ကျွေးအောင် လက်ဖက်တုပ်နေချူအောင် ဒီကြံ ကိုပကံကကိုကြည့်လိုက်ဘာမှမပြောကို ဟုတ်တယ်စကောင်းကောင်းလာရော ရရ စားပါရ အခုသူကရေကြက်ကြော်စားတာဘယ်လိုအဆင်ပြေရလား အဆင်ပြေရေတကုတ်လောင်းမှဆိုရင်တော့မှဆူဆူစားလို့ရရေချက်ဆိုတော့မရှိဘူးပေါ့နော်ဆူဆူစားလို့ရဆိုင်ရတိတ်ကုန်မရှိဘူး။ဟွာဒီရဲ့ရေချက်ကြော်ကကြတော့ဒီကေစက်သားဖြက်စီရပို့ပြရဆိုဟလာပါဟလာပါတော့じゃဆူဆူစားလို့ရှင်ပြီ။အဲ့ဒါကိုသဘောကျတယ် ဟာလာစစ်စစ်နော် ရေကုတ်လောင်းသွားရင်တော့ဆူဆူဟလာချက်ဟလာဟိုစားလို့မရဘူးပေါ့နော်။ဟလာမဟုတ်တဲ့အတွက်စားလို့မရတာ အဲ့တော့လူမျိုးဘာသာမျိုး ။ဒါလူမျိုးပါပဲစားလို့ရတယ် ဒါကြတော့ဟာလာစစ်စစ်ဆိုတော့လေဒီမျိုးပါသားမျိုးအကုန်စားလို့ရတယ် ။အခုဘုဒ္ဓဘာသာရေးလုပ်ရတယ်မသိ ကိုကတော့ကိုချမ်းမရ ဘူး။ အခုတခြားအလုပ်တွေကကျွန်တော်ကြောင့်ရွေးထိုင်ကားတွေပါက အော် မင်္ဂလာဆောင်ပွဲတွေဒီ promotion ပွဲတွေတခြားပွဲပေါင်းစုံပေါ့အဲ့ဒါမှကျွန်တော်တို့ဖွဲ့နေလိုက်က ဟော ဟိုလိုတဲ့ခါရှင်းကျွန်တော်တို့ ငါတို့ကိုပြရအောင် ကိုပြတော့အခုအဲ့ဒီအကပေါ့နော်တန်စာပဲကောက်ပဲအဲ့ဟာပဲလုပ်နေတယ်နော်ကျွန်တော်တို့ဖွဲ့ကိုလည်းဟိုကျွန်တော်တို့လိုက်ရပေါ့နော်မင်္ဂလာဆောင်လို့ဘယ်လိုပေါ့ community ဖွင့်ပွဲတွေပါခေါ်လို့ရတယ် ဟုတ် အလုံးအဆင်ပြေအောင်လုပ်ပေးပါဦး one ဟာဟုတ်ကဲ့ပါ ဒီဖွင့်သားမှာကျတော့မိသားစုနေပဲနေရာဖြစ်ဖြစ်တကယ်ချင်းနေပဲနေရာဖြစ်ဖြစ်ဒီဆိုင်တော့ကျွန်တော်လမ်းညွှန်လို့ဆိုဒီဆိုင်မှာကြောက်ကွာဟိုကိုစားချင်လို့ကိုမိသားစုလို့ကွာအဲ့ဆိုမိသားစုလို့ပုံစံပြတဲ့ခါကျကိုစားချင်တာကိုဖြစ်ချင်တဲ့အရာကွာတိုင်း ဟုတ်တယ် ဟိုအကျော်တွေစားမယ်ဆိုလဲကွာ ဆောက်ဆိုရစားတယ်လူထိပ်မရှိတယ်ခံစားရတယ်ဟုတ်တယ် ကိုစားလို့ပေါ့ထားကိုကစားလို့အဆင်မပြေဘူးဆိုရင်တော့နော်သူကချက်ချင်းပြန်ပြီးတော့နော်အဲ့တခုလည်းကောင်းတယ်ဝန်ဆောင်မှုကောင်းတယ်ပေါ့နော် မေစောကိုယ်တိုင်ဆိုင်ထိုင်တာ ဒီတော့ကိုယ်တိုင်ဆိုင်နေတာ ခုတော့အရင်စားတော့ပြီးတော့ဝန်ဆောင်မှုလည်းရန်ကောင်းတယ်ဒီရဲ့ဆိုင်ကိုခေါ်လာပေးတယ်အန်ဒီဆော့စစ်နဲ့စားတော့ဆိုင်ခေါ်လာပေးရပေါ့နော်လူလူဆူဆူလည်းကျေးဇူးများတင်ပါတယ် ဒါပါလေလို့ဆိုတော့လေအခုလိုမျိုးလာပြီးတော့စားပေးတဲ့အတွက်ကြောင့်မို့ကျေးဇူးများကြီးတင်ပါတယ်နော်ကျေးဇူးမေစောဟုတ်မေစောသမီးတို့ကတော့လုံးဝရေကြက်ကြော်နဲ့ငါဖယ်လုံးကြီးဖန်ပဲအရင်စားလို့ကောင်းတယ် သူကမိုးကုတ်ကလာရဲ့တဲ့သူကလည်းရမ်းတော့ကြရဲတဲ့မင်းတို့ဆိုင်စားတော့လေ ပြရတာဝန်တာပါတယ်နော်ဟုတ်တယ်လာခဲ့နော် စားတော့တယ်ဒီကမကအောင်ပါစေ ငါသားလေးတို့လည်းအောင်မြင်ပါစေ ဝေးသေးလို့ပြပါလိမ့်မေစော အဲ့ဒီဒီကမကတော့ဝဲကြောက်ကြောက်ဆောင်းဆိုင်မှာပြေးနေရပဲမေသော ဟုတ်ပါဒီလူနည်းနည်း ဟုတ်တယ်
နိုးရိုးစရောက်ကြတဲ့ဧည့်သည်တွေကိုလုံးဝမဆဲဘူးနော် ဟုတ်ပါလက်ကောင်းတာတပီးလိုက်ကျေးဇူးပါနော် ဟုတ်ပြီဆိုခဲ့ပါစားလို့လည်းပြီးသွားပြီဘိုင်လဲဝသွားပြီဆိုတော့ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲရဲလိုက်ပါတော့မယ်နော်အခုကိုတုဒနဲ့ကိုပြေးလို့မို့တခြားမျိုးနေလားလေတဲ့တကယ်ချင်းတွေလဲပေါ့နော်ဥပိ္ပကိုရောက်ဖြစ်တယ်ဆိုလို့ရှိရင်အနီစောတစ်စင်းနဲ့စားတော့ဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်အဲ့ဒါမျိုးတို့ဒီဗီဒီယိုလေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုလေးကိုလည်းဆက်ပြီးတော့အားပေးကြပါအောင်နော်